Ice America အားလုံးပဲမင်္ဂလာပါဒီနေ့ကန်တိုရီထဲမှာရှိတဲ့ coffee ဆိုင်ကောင်းလေးတစ်ခုကိုခေါ်သွားပြပါမယ်ဆိုင်လေးနာမည်ကတော့ Soul Cafe လို့ခေါ်ပါတယ်ဆိုင်လေးကတိတ်ဆိတ်ပြီးတော့ထိတ်လို့ကောင်းမဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ရောက်သွားတဲ့ချိန်ကြီးကတော့ညနေစီးစာဖြစ်တဲ့ကြောင့်မလို့ငတ်တန်လေးတော့ကြားရတယ်လူလေးတော့အရင်ကိုရှင်းနေပါတယ်ငယ်ချင်းနဲ့တူတူသွားမယ်ဆိုလည်းအဆင်ပြေပါတယ်ဒါမှမဟုတ်ချစ်သူနဲ့သွားလဲပို့ပြီးတော့ကောင်းပါတယ်တိတ်ဆိတ်နေတော့ညကိုကြားစကားလေးတွေပြောပြီးတော့ဒီမျိုးလို့ရတာပေါ့နော်ဒါကတော့ခန်းလေးလည်းရှိတယ်ဒါအဲကွန်ခန်းလေးပေါ့အခန်းလေးထဲမှာဘာတွေရှိမလဲဆိုတော့ပကြီးဆွဲလို့ရတဲ့ရုပ်လေးရှိတယ်ဒီရုပ်လေးလည်းရောင်းပေးထားပါတယ်သူတို့တွေကဒီရုပ်လေးကြိုက်နေတဲ့ရုပ်လေးဝယ်ပြီးတော့စိတ်တည်ငြိမ်အောင်ဆေးရောင်ချဲလို့ရတယ်မီနူးလေးလည်းတော်တော်စုံတယ်စာအုပ်စင်လေးလည်းထပ်ထားပေးတယ်တရုပ်စာအုပ်တွေကတော့များတယ်ပေါ့နော်ကျွန်တော်တို့ရောက်သွားတဲ့အချိန်ညနေချိန်ဖြစ်တဲ့ကြောင့်မို့လို့လူကတော့အရန်ကိုရှင်းနေပါတယ်ဘာမှမရှိဘူးကျွန်တော်တို့တငယ်ချင်း2ယောက်တည်းရှိခဲ့တယ်ပေါ့စားတောက်လေးတွေမှာစားဖြစ်ခဲ့တာလေးတော့ဒါလေးပါပန်နန်ကိတ်ရဲ့လက်တေးဆက်ရဲ့လက်တေးဆက်မှာတော့ ice america လို့ပါတယ်ဟောဒါတော့လက်သေးပါတောင်းလိုက်တာဟဲ့ညောင်ချီပါတော့ရိုက်ဖို့အတွက်လည်းနေရာလေးကတော်တော်လေးလှတော့နေကင်းပိုင်းဆိုလို့ရှင်ပို့ပြီးတော့လင်းမယ်နဲ့တွေ့အခုကျွန်တော်တို့သွားတဲ့ရှင်ညပိုင်းလေးဖြစ်နေတော့ရန်နဲ့တိတ်ဆိတ်တယ်လူလည်းရှင်နေတယ်ရုပ်ကောက်တဲ့ဆက်လေးလည်းထထားပြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ရုပ်ကောက်တာတော့မ try ခဲ့ပါဘူးအများနဲ့ကန်ဆိုးတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒါလေးကတော့အပြင်မှာသူတို့ကရေလေးကိုဆက်ပို့ပေးထားတယ်ရေကတော့ detox water ဖြစ်တဲ့အတွက်ကြောင့်မလို့အရသာလေးကနည်းနည်းလေးပေါ့ပြပြရှိတယ်ဒါပေမဲ့ရေကိုအရက်လိုမျိုးစတိုင်းနဲ့တောက်တယ်အားလုံး bye bye